ဒီ Clearing CD မှာ2မျိုးရှိတယ်ပေါ့နော်ကျွန်တော် lock ချပစ်တဲ့ကတ်ကို lock ချပစ်တဲ့ CD ရဲ့ကတ်ကိုခုနပြောလို့ free source ပုံစံပေါ့နော်ပေးထားတဲ့ဟာ2မျိုးရှိတယ်ဒါပေမဲ့ free source ဆိုတာလည်းသူကဒီမှာ MC312 တို့ H-ray တို့ကူးတဲ့ကျွန်တော်ကတ်တွေဝယ်ပြီးတော့ကူးတဲ့ customer တွေသိပါတယ်ကျွန်တော်ကူးပြီးနောက်အစည်းမှာပြန်ပြီးတော့မှ modern တွင်တော့ပြန်ထည့်လို့မရဘူးပေါ့နော်ဒါပေမဲ့ကတ်ကိုတော့ lock မချပစ်ဘူးအဲ့တော့ကျွန်တော်ကတ်ကလေးတို့ကျွန်တော်ဘယ်လိုလုပ်ပေးထားတော့ဆိုတော့MC312 ကူးပြီးတယ်ကျွန်တော်ဒီကတ်ကMC312 ပဲရတော့မယ်ဆိုတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ပြန်အစ်စ်ပြန်လုပ်ပြီးတော့မှ MC313 တို့314တို့နောက်ပြီးတော့ H-ray တို့အကုန်လုံးကူးလို့ရအောင်ကျွန်တော်လုပ်ပေးထားတယ်အားလုံးလာပါ one stop မှာကြိုဆိုပါတယ်နေ့ကျွန်တော် NA712 လေးပေါ့နော် Clearing CD ဖြစ်တဲ့ NA712 အဲ့ဒါလေးကိုကျွန်တော်တို့အခုဘာ program set ဘာ device မှာမလိုဘဲနဲ့ကျွန်တော်တို့ laptop ကောင်းကောင်းလေးတစ်လုံးရှိအောင်နဲ့ကျွန်တော်ရဲ့ cat ကလေးရှိအောင်နဲ့ကျွန်တော် software ဝယ်ပြီးတက်ပြီးတော့ကျွန်တော်တို့ကူးလို့ရပါပြီဘာမှစောင့်နေကြမလို့ပေါ့နော်ကျွန်တော် cat တွေလည်းဝယ်ထားတဲ့ customer တွေတော်တော်များပါပြီနေတော်တော်များများမှာကျေးဇူးလည်းအများကြီးတင်ပါတယ်ယုံကြည်နဲ့တော့ရှိမှအားပေးတဲ့အတွက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအခု NA712 လေးကိုကျွန်တော်တို့ဘာ program set ဘာ device မှာမလိုဘဲနဲ့ကျွန်တော်ရဲ့အခု laptop လေးနဲ့ပဲကျွန်တော် cat ကလေးနဲ့ပဲကျွန်တော်အခုကူးပြမှာဖြစ်တယ်ကျွန်တော်လည်းအတူတူလိုက်ကြည့်မှာပေါ့နော်ဒီမှာတစ်ချက်ကျွန်တော်ပြောချင်တာကဒီ Clearing CD မှာ2မျိုးရှိတယ်ပေါ့နော်ကျွန်တော် lock ချပစ်တဲ့ကတ်ကို lock ချပစ်တဲ့ CD ရဲ့ကတ်ကိုခုနပြောလို့ free source ပုံစံပေါ့နော်ပေးထားတဲ့ဟာ2မျိုးရှိတယ်ဒါပေမဲ့ free source ဆိုတာလည်းသူကဒီမှာ MC312 တို့ H-ray တို့ကူးတဲ့ကျွန်တော်ကတ်တွေဝယ်ပြီးတော့ကူးတဲ့ customer တွေသိပါတယ်ကျွန်တော်ကူးပြီးနောက်အစည်းမှာပြန်ပြီးတော့မှ modern တွင်တော့ပြန်ထည့်လို့မရဘူးပေါ့နော်ဒါပေမဲ့ကတ်ကိုတော့ lock မချပစ်ဘူးအဲ့တော့ကျွန်တော်ကတ်ကလေးတို့ကျွန်တော်ဘယ်လိုလုပ်ပေးထားတော့ဆိုတော့MC312 ကူးပြီးတယ်ကျွန်တော်ဒီကတ်ကMC312 ပဲရတော့မယ်ဆိုတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ပြန်အစ်စ်ပြန်လုပ်ပြီးတော့မှ MC313 တို့314တို့နောက်ပြီးတော့ H-ray တို့အကုန်လုံးကူးလို့ရအောင်ကျွန်တော်လုပ်ပေးထားတယ်အဲ့တော့ဒီမှာတစ်ချက်ပြောချင်တာကကျွန်တော်တို့ NA712 ကြာကျွန်တော်3လေးနဲ့ထားကူးစေခြင်းနဲ့ကျွန်တော် customer နဲ့ဈေးမတဲခဲ့သူရှိတော့ကျွန်တော်တို့ပြန်ပြီးတော့ကတ်ကိုပြန်ယူရမယ်ဆိုရင်တော့ကတ်ကလေးကိုတော့သူက lock ချပြတာပေါ့နော်အဲ့တော့ကတ်ကလေး lock ချရင်လည်းမပူပါနဲ့ကျွန်တော်ရှိမှကျွန်တော် customer တွေအတွက်ကိုကျွန်တော် free အဲ့ cap lock ကိုကျွန်တော်ပြန်ဖြည့်ပေးမှဖြစ်တယ်တွာလာလေးတော့ကြာမယ်ပေါ့နော်အဲတကယ်ချင်းစီတော့မပူနဲ့ပေါ့ကျွန်တော်တခါတည်း4-5ကတ်တခါတည်းစုပြီးမှအဲ့ဒါလေးကိုပို့ပေးပါနော်အဲ့တော့ကျွန်တော်အဲ့ဒါလေးကို lock ဖြည့်ပေးမှဖြစ်တယ် free ပေါ့နော်ပြန်သုံးလို့ရအောင်ဘယ်ကားနေနေကျွန်တော်ပြန်သုံးလို့ရအောင်ကျွန်တော် cap ကိုအသစ်ပြန်လုပ်ပေးမှဖြစ်တယ်အဲ့တော့ခုလောလောဆယ်တော့ကျွန်တော် NA712 လေးကိုကျွန်တော်အခုဘာ program စဘာ device မှာမပါဘဲနဲ့ကျွန်တော် cap ကလေးရှိထားရုံနဲ့ software ဝယ်ပြီးတော့မှနေကကျွန်တော်ရဲ့ customer တွေကူးလို့ရပါပြီကူးပြီးတခါတည်းတန်းပြီး run ရုံပဲပေါ့နော်အဲဒါကျွန်တော်ကတ်တွေဝယ်ထားတဲ့ကျွန်တော်ရဲ့ software တွေဝယ်ထားတဲ့အကူတွေသိပါတယ်အဲ့တော့ကျွန်တော်နဲ့အတူတူလိုက်ကြည့်ပြီးတော့မှဒီ NA712 လေးကိုကျွန်တော်တို့ကူးကြည့်အောင်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ပုံမှန်တိုင်းပဲကျွန်တော်ကတ်ကလေးကိုကျွန်တော်တို့ကွန်ပျူတာမှာစိုက်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ SD image လေးချက်ဖွင့်လိုက်မယ် SD image လေးဖွင့်ပြီးတော့မှကျွန်တော်တို့ software လေးတွားယူလိုက်မယ်ပေါ့နော်ကျွန်တော်ဒီမှာ NA712 တင်ထားတဲ့ desktop ပေါ့ Okay ဒီမျိုးကျွန်တော် open လုပ်မယ်ပြီးရင်ကျွန်တော်တို့ write လိုက်မယ်ပေါ့နော်ကျွန်တော်ကတ်တွေကိုအရင်ထက် upgrade ထပ်လုပ်ပေးထားတယ်ကျွန်တော်ဟိုတနေ့ကလည်း video တခုတင်ခဲ့ပြီပေါ့နော်ကျွန်တော်ဒီမှာ40တက်ပါတယ်ကျွန်တော်တို့ writing speed 40 တက်ပါတယ်ကျွန်တော်ကတ်ကူးရတယ်လည်းအရင်မြန်သွားပြီပေါ့နော်ကျွန်တော်အချိန်တက်တာအောင်ကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်ရအောင်အဆင်ပြေအောင်ကျွန်တော် customer တွေအတွက်ကျွန်တော်လုပ်ပေးနေတာပါအဲ့တော့ဒီမှာကျွန်တော်9မိနစ်ပဲကြာမှာပေါ့နော်ဒါကျွန်တော်ဒီကောင်ဘယ်လောက်ရှိတော့ဆိုတော့ 14.8K ပေါ့နော်ဒါ 16K ပဲထားပါတော့အဲ့တော့ 16K ကိုကျွန်တော်တို့ခုလက်ရှိကူးနေတာကျွန်တော်9မိနစ်ပေါ့နော် Okay ကျွန်တော်ခုဒါလေးကိုကြော်လိုက်မယ်ပေါ့နော်ဟိုအချိန်ဗီဒီယိုလေးရှင်းသွားမှာပေါ့နော်Okay ကျွန်တော်ဒါဆိုရင် writing complete ပေါ့နော် Okay နေလိုက်မယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်အခု
ကက်ကလေးကိုကျွန်တော်အခုစာထဲမှာထည့်ပြီးတော့ကျွန်တော်တခါတည်း running မှာပြပြပါမယ်ဒါကတော့ကျွန်တော်တို့ check sd memory cap ဆိုတာကျွန်တော်တို့ cap ပြတ်သွားရင်လည်း cap ထဲမှာရှိပြီးပြတ်သွားရင်လည်းဒါမျိုးပြတာပါနောက်ပြီးတော့ cap မပါဘူးဆိုလည်းဒါမျိုးပြတာပေါ့နော် okay ကျွန်တော် share ဆန်းပြမယ်ကျွန်တော် map data ပေါ့နော်ဒီဘက်ထဲကိုကျွန်တော်ထည့်မှာဖြစ်တယ်ဒီကျွန်တော် AC ဖွင့်ပိတ်ကလေးပေါ့နော်ချက်လုပ်ပြရမယ်ဆိုတော့စောင့်ခိုင်းတာဟုတ်တယ်စောင့်ခိုင်းတာsorry ဒါလေးကကျွန်တော်ဒီခဏစောင့်ခိုင်းတာပေါ့နော်โอเคကျွန်တော်ဒီကပြေးသွားပြီเนาะဒီမှာကျွန်တော် AC on off လေးတစ်ချက်လုပ်ခိုင်းတာပေါ့เนาะခုန sorry ကျွန်တော်ပြောခဲ့တာသူကခဏစောင့်ခိုင်းတာပေါ့เนาะအဲ့ဒါလေးကကျွန်တော်အဲ့ချိန်မှာပိတ်စရာတော့မလိုဘူးပေါ့เนาะဒါတော့ကျွန်တော် AC လေးဖွင့်ပိတ်လုပ်ပြလိုက်ပေါ့เนาะโอเคအဲ့ဆိုကျွန်တော် clear နဲ့တန်းတက်သွားပြီပေါ့เนาะโอเคဒီမှာဒီကောင်လေးကိုကျွန်တော်တခါတည်း language လေးချက်ပြောင်းပေးမှာပေါ့နော်အဲ့ဒါလေးလည်းဝင်မှာပေါ့နော်အင်္ဂလိပ်ကျဒီမှာ A လေးရှိမယ် A လေးဆက်နေမယ်ဒါလေး text ကို English ပေါ့နော်ပြီးရင်ကျွန်တော် voice လေးလည်း English ထားလိုက်ပေါ့ Okay ကျွန်တော်ဆိုရင် English version လေးဖြစ်သွားပြီပေါ့နော်ကျွန်တော် setting နေရဆောက် Okay အားလုံးကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့နော်